မလုံးကြနဲ့ဟောင်းလေးဒီချိန်အရေးကြီးတဲ့အချိန်မှာတော့ဘယ်သူမှဘာမှတော့ထပ်မဖြစ်ကြနဲ့တော့ဆရာသမားတွေနော်ဒဏ်ရာပြဿနာတွေထပ်မကြုံဝါးကြနဲ့တော့အခုမတ်တီးစ်ကိုညာနဲ့ဘရိုင်ယန်အမ်ဘူမိုကကျွန်တော်စိတ်မြန်းစိတ်ပူနေရသလားဘလူတွေဖြစ်ကုန်ပြီလေတော့မသိဘူးဆရာသမားတွေနော် Rob Dawson ESPN ကနေပြီးတော့ပို့လုပ်ထားတယ်အားလုံးပဲမင်္ဂလာပါ United Show ကနေကြိုဆိုပါတယ်ဆိုတော့ Rob Dawson က report လုပ်ထားတာက Manchester United တိုက်စစ်စားမှာဖြစ်တဲ့ Matheus Cunha ဟာညာဘက်ပေါင်ကျင်မှာတည်တယ်မလားလုံးဝဟိုတက်တောင့်တက်တာမရှိတဲ့ဘောနော်ခံစားမှုတချို့ရှိခဲ့တဲ့အတွက် Chelsea နဲ့ပွဲမှာလူစားလဲခဲ့ရတာလို့သိရတယ်ပေါ့နော်ဒါပေမဲ့လို့ Brentford နဲ့ပွဲမှာတော့ကူညာပါဖို့အဆင်ပြေလောက်တယ်လို့ဒန်ယာကလည်းအသီးစားဖြစ်တဲ့အတွက် Chelsea နဲ့ပွဲကိုလွဲခဲ့တဲ့လက်နီယူရိုတောင်မှပြန်ပါဝင်နိုင်သေးတယ်ပေါ့ Okay ဒါကောင်းနေတဲ့တင်ပဲဒါကောင်းနေတဲ့တင်ပဲဆရာသမားနော်ဆိုတော့ဒီချိန်မှတော့မဖြစ်ကြနေတော့ဗျာဟုတ်တယ်မလားနော်ပြီးရင်ကျွန်တော်တို့ဟိုလက်ရှိဒန်ယာကအသေးသားအဲ့ပွဲမှာကျွန်တော်မသိကြဘူးကူညာနဲ့ပတ်သက်ရင်ကျွန်တော်တို့မြင်ခဲ့ရတာကဗျာဘယ်လိုပြောလဲမတ်တီးစ်ကူညာရဲ့ပုံစံကလုံးဝ injury ရတဲ့ပုံစံမှာမရှိဘူးလုံးဝ injury ရတဲ့ပုံစံမှာမရှိဘူးเนาะဟိုဘယ်လိုပြောမလဲဟိုလူပုံစံမျိုးပဲဗျာဒီကစားမဖြစ်သူကအဝါထိသွားလို့သိမလားအဝါကထိပြီးတော့တခါလဲဖောင်းထားသေးတယ်ပွဲရလည်းပဲတိုက်စစ်ပိုင်းမှာဆိုရင်ခန်းစစ်ကိုအများကြီးကူနိုင်မယ်ကစားသမားဟိုเนาะပြီးလို့ရှိရင်လောက်အားလုံးကောင်းတဲ့ကစားသမားကိုလူတော့ risk လည်းမရှိအောင်လို့ကျွန်တော်ကူညာကိုလဲလိုက်တယ်လို့ကျွန်တော်ထင်တာဒီလားအခုကဟိုဘယ်လိုပြောမလဲတိတ်ပြီးတော့တက်တောင့်တက်တာမရှိတဲ့ခံစားမှုကိုပေါင်ကျန်စိတ်ပူရတယ်နော်ပေါင်ကျန်တို့ hamstring တို့ကစိတ်ပူရတယ်ဒါပေမဲ့လို့လက်ရှိမှာဒန်ယာကအသေးစားဆိုတော့ဘာမှထပ်မဖြစ်နေတော့နောက်တစ်ယောက်က Brian Mbeumo ဆရာသမား Mbeumo ကမနေ့ညကထော့နေကျွန်တော်တို့လူစားလဲရတာ Chelsea နဲ့ပွဲမှာထော့နေလူစားလဲရတာကျွန်တော်တို့ Champions League ဝင်ခွင့်ရဖို့ကြိုးပမ်းနေတဲ့အချိန်မှာကျွန်တော်တို့ဝင်ခွင့်အတွက်ရဖို့တော်တော်ကိုနီးစက်လာပြီကျွန်တော်တို့ပြီးခဲ့တဲ့နေ့တွေကပြောခဲ့သလိုပဲဒီပုံစံရဆက်သွားရင်နှစ်ပွဲနိုင်ရင် Champions League အာမခံချက်ကရပြီ၅ပွဲကစားဖို့ကျန်သေးတယ်5ပွဲကစားဖို့ကျန်သေးတဲ့အချိန်မှာနှစ်ပွဲနိုင်ရပြီအဲ့တော့အဲ့ဒီချိန်မှာတော့ကွာမဖြစ်နေတော့ပြီးဖြစ်တဲ့သူတွေကိုလည်းကြည်လိုက်အောင်ဗျာနော် Matheus Cunha တို့ Brian Mbeumo တို့ဒီကစားမ2ယောက်ပဲကျွန်တော်တို့မှာရှိတာဒီကစားမ2ယောက်တော့မဖြစ်နေတော့ဟဲ့အောင်ဒီကစားမတွေမှမဟုတ်ဘယ်သူမှဘာမှမဖြစ်နေတော့ကျွန်တော်မှာ risk တွေကရှိတယ်သိရဘာလို့လဲဆိုတော့ Matheus Cunha နဲ့ Brian Mbeumo ဒါတော့မှ Mbeumo ကဂိုးတွေသွင်းမနေဘူးနော် Mbeumo ကဂိုးတွေသွင်းမနေဘူး Mbeumo ပုံစံပိုဆိုးတဲ့သဘောမှာရှိတယ်ဒီလားဒီကောင်ထော့နေနဲ့ကူညာတဲ့ဆိုင်ပိုဆိုးမယ်ဆိုတော့ကူညာကတော့ဒန်ယာကြောင့်လူစားလဲခဲ့ရတယ်လို့သိရတယ်ဒါပေမဲ့လို့ပေါ့နော်ဟိုပြန်ပါနိုင်မဲ့အခြေအနေမျိုးဆိုတော့ကောင်းနေတဲ့ရင်ပဲเนาะဆိုတော့ Brentford နဲ့ပွဲမှာတော့ကူညာပါဖို့အဆင်ပြေလောက်တယ်ပေါ့နော်ဒါကတော့ကောင်းနေတဲ့ရင်ပဲဒါပေမဲ့ခုနပြောလို့သူတို့နှစ်ယောက်ကိုထပ်မဖြစ်စေချင်တော့ဘူးဆိုတာ Champions League ဝင်ခွင့်ကလည်းရှိနေတယ်လို့ Bruno Fernandes ကလည်းဗျာ assist record ကိုကျွန်တော်လိုက်နေတာဒီချိန်မှာသူနဲ့အတွက်ပဲညီကစားနိုင်ပြီးတော့ဂိုးတွေမျှော်လင်းလို့ရတာဆိုလို့ကျွန်တော်တို့ဒါကူညာရှိမယ်ဗျာ Mbeumo ရှိတယ်ပြီးရင်ကျွန်တော်တို့ဒီ Benjamin Sesko ရှိမယ်အာမတ်ဒီယာတို့ကဂိုးတွေသွင်းနေတဲ့ကစားမမဟုတ်ဘူးเนาะပြီးရင် Benjamin Sesko ကဂိုးတွေသွင်းနေတယ်ကူညာဂိုးတွေသွင်းနေတယ်သူတို့တွေဘာမှဖြစ်လို့မရဘူးကျွန်တော်တို့ Brian Mbeumo စီကနေလည်းဂိုးတွေပြန်ပြီးတော့လှိုးပြီး Mbeumo ဂိုးမသွင်းတာကြာပြီဗျာဘလို့တော့ကျွန်တော်ဒီကောင် confidence ဒီအောက်နေသလားမသိဘူးတိလားနောက်ပိုင်းပွဲတွေမှာလေ confidence ဒီအောက်နေတယ်လို့ကျွန်တော်ထင်တယ် Mbeumo ရဲ့အခြေအနေကဆိုတော့ဟို Fernandes က assist record တွေရဖို့သွားနေတဲ့အခြေအနေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီဗာလဲဟို Casemiro ဟို set piece တွေကနေတဆင် Casemiro တို့ Harry Maguire တို့ ခေါင်းတိုက်တဲ့အလုံးတွေเนาะသူ့ရဲ့ဖန်တီးမှုတွေကိုအားရဖို့ကျွန်တော်မျှော်လင့်ရမယ်ပြီးရင်ကူညာတို့ဘာလို့ကလက်ရှိမှာသွင်းကိုနဲ့ပတ်သက်လို့စိတ်ချနေရတယ်Mbeumo တော့အဲ့လောက်မဟုတ်တော့အဲ့ကြောင့်ဒီ Mbeumo တို့ကူညာတို့ဘာမှဖြစ်လို့မရဘူးဘာမှဖြစ်လို့ကျွန်တော်တိုက်စစ်မှာဂိုးသွင်းမဲ့ကစားမှာဘယ်သူမှရှိမှာမဟုတ်တော့ဘူး Sesko ဆိုတာကလည်းဗျာညီကတို့သိတဲ့အတိုင်းပဲဘယ်လိုအခြေအနေမှာဂိုးသွင်းတယ်လဲဘယ်လိုအခြေအနေအများစုမှာဂိုးမသွင်းလဲဆိုတာကျွန်တော်မြင်နေရတာသိလားအဲ့တော့ဟိုငါတို့က Champions League ဝင်ခွင့်အတွက်ကော Bruno Fernandes assist record မချိုးနိုင်မှာမမီမှာရောစူးတဲ့အတွက်မင်းတို့ဘာမှဖြစ်လို့မရတော့ဘူးလို့ပြောတာနော်ဘာမှဖြစ်လို့မရတော့ဘူးလို့ပြောတာဟုတ်ပြောတာဆရာသမားနော်ဟိုကျွန်တော်တို့ဟိုပန်းတန်ရောက်ခံဒီမှာဗျာနော်ဒါမျိုးတွေဖြစ်သွားလို့မရဘူးနော်ပန်းတန်ရောက်ခံဒီမှာဒါမျိုးတွေဖြစ်သွားလို့မရအောင်အဲ့တော့ကျွန်တော်ကတော့ပြန်ပြီးတော့ပါနိုင်မယ်လို့ကျွန်တော်ယူဆထားတယ်ဟိုဒဏ်ရာပြဿနာတွေကလည်းအသေးစားတွေပေါ့ Mbeumo နဲ့ပတ်သက်ရင်တော့အခုချိန်ထိတော့ဘာမှကောင်းမသိရသေးပါဘူးဘာလို့လဲဆိုတော့သူတို့ဘက်က Mbeumo နဲ့ပတ်သက်လို့ရှိရင်ဘာမှပြောထားတာမရှိသေးဘူးပေါ့နော်အဲ့တော့ Brian Mbeumo နဲ့ပတ်သက်ရင်တိတိကျကျကျွန်တော်တို့ဘာမှသိရတာမရှိသေးဘူး
စောင့်ကြည့်ရမယ်အသင်းဘက်ကဘာတွေထပ်ပြီးတော့ပြောလာမလဲပေါ့တင်းစာရှင်းလင်းပွဲတွေမှာမိုက်ကယ်ဂါရီဘာတွေထပ်ပြီးတော့ confirm လုပ်လာမလဲဆိုတော့ညီကတို့ရောဘယ်လိုမြင်ရလဲကုညာတို့ Brian Ambulu နဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြပါအောင်အားလုံးကိုကျေးဇူးများတင်ပါတယ်